အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ဘန်ကောက်ရောက်နေတော့ပေါ့နော်ထိုင်းမှာမြန်မာမွေးငါချက်စားတဲ့ဗီဒီယိုလေးပေါ့နော်အဲ့တော့ပထမဆုံးဘာလုပ်လဲဆိုတော့ကြက်သွန်ဖြူစီချက်လုပ်တယ်ဘာလို့လဲဆိုတော့အိုးတိုးပဲရှိတော့လေကြက်သွန်ဖြူစီချက်ကိုအရင်ဆုံးလုပ်ပါတယ်လုပ်ပြီးတော့အားထားလိုက်မယ်ပေါ့နော်အားထားပြီးတော့မှအနှစ်ချက်မလို့လုပ်မှာပေါ့နော်ကြက်သွန်ဖြူစီချက်လေးလုပ်ပေါ်ကတော့ပကံတစ်ခုတည်းကိုဖယ်လိုက်တယ်ပြီးတော့ဒီမှာလေငါပြောခွင့်ရှာလို့မရတော့ကျက်သွန်လေးပဲများများလေးထည့်တယ်ပေါ့နော်ကျက်သွန်လေးအများကြီးထည့်ပြီးချက်ပါမယ်ကျက်သွန်လေးအနှစ်လေးနဲ့ဆိုလေချိုးပြီးပို့စားကောင်းတယ်ပေါ့နော်အဲ့တော့အနှစ်လေးကိုစီတက်ပေါ့နော်စီလေးထည့်တယ်ကျက်သွန်လေးထည့်တယ်အဲ့တော့လေဒီမှာမွေးငါချက်မယ်ဆိုလို့ရှိရင်လေဒီလိုမျိုး ready made အနှစ်ထုတ်ကလေးပဲထည့်ပြီးချက်လိုက်တယ်ပေါ့နော်မြန်မာမှာလိုမျိုးငါအယိုးနှွင်အောင်ပဲဟိုထောင်းအောင်အဲ့လိုတွေမလုပ်နိုင်ဘူးပေါ့နော်ဒီလို ready made အနှစ်ထုတ်ကလေးဝယ်ထားလိုက်တော့လင်းလင်းမြင်မြင်ဆန်ဆန်ချက်လို့ရတယ်ပေါ့နော်အဲ့တော့ဒီဟာလေးကျက်သွန်လေးလုံးဝပျော်သွားရအောင်လို့လေကြာလေးမီးဖို့ပေါ်တင်ပါမယ်နော်အဲ့တော့မှပိုပြီးစားကောင်းတာပေါ့နော်အဲ့တော့ဒီမွေးငါနဲ့တွေ့စားဖို့အတွက်နန်းနန်းပင်လေးပေါ့နော်နန်းပင်လေးတွေရေးစစ်မဲ့လှီးထားမယ်အစင်တစ်လုပ်ထားမယ်ပေါ့နော်ရှိတကားဖွင့်ပြီးတော့ဒီမှာလေမွေးငါနဲ့သွဲစားဖို့အကြုံရပါရင်လည်းမလုံနိုင်ဘူးလည်းမဝယ်နိုင်ဘူးဆိုတော့အလွယ်တကူဝယ်လို့ရတဲ့အီချာကွေးလေးပဲဝယ်ပြီးအီချာကွေးလေးနဲ့သွဲစားလိုက်ပါတယ်အရင်စားကောင်းပါတယ်နော်ဒီလိုမွေးငါအီချာကွေးနဲ့သွဲစားရင်လည်းအရင်ကြိုက်တယ်ရန်ကုန်မှာကလေးကစားခဲ့တာဆိုတော့လေပြီးတော့မွေးငါတဲ့ဟိုပေါ့နော်ဒီလိုချက်ဥပြုတ်ကလေးကိုလေအစိတ်စိတ်လေးလုပ်ပြီးတော့နေမွေးငါဟင်းရည်တွေထည့်လိုက်လို့ရှိရင်လည်းအရန်ကိုပြေဆုံးသွားပြီပေါ့နော်အဲ့တော့မွေးငါအနက်လေးကလည်းမှုရဲဒီလိုလေးပေါ့နော်အဲ့တော့အင်ကိုလာလဲမယ်ထိုင်းကအတော်တို့ပေါ့နော်အတော်တို့မိသားစုအင်ကိုလာလဲမယ်ဆိုတဲ့အတွက်ကြောင့်မို့ထိုင်းလူမျိုးတွေဆိုတော့ဗာချက်ကျွေးရမလို့မသိဘူးဆိုပြီးရန်ကုန်မွေးငါဆိုချက်ကျွေးလိုက်တာသူတို့အကြိုက်တွေ့သွားတယ်ပေါ့နော်အဲ့တော့နောက်ဗီဒီယိုကြိုင်ပြန်တွေ့ကြမယ်နော်စားကြပါအောင်